စုံဘေးကလိုင်းချက်မယ်ပေါ့နော်စီတပ်ဖို့အတွက်ကျွတ်တော်လီကြီးလိုတယ် and အာလူရဲ့ပြီးရင်ဟိုပါချင်းလားသူတို့ခေါ်တာ apple ပေါ့နော်အဲ့ဒါရဲ့ပြီးရင်ညူတီစိမ်းရတော့မပါမဖြစ်ကြိုက်တယ်ပဲတီချက်ဥမဆလာပြီးတော့ညူတီညကံပြားကြီး leaf ပေါ့နော်စီတပ်ဖို့စီတပ်ရွက်ရဲ့ပြီးရင် turmeric ရဲ့ paprikaနဲ့ညုတ်တီးနဲ့တူးမှာဆိုဒါလေးကိုထည့်ထားလိုက်โอเคဒီလောက်တော့နေထားဆိုဒါလေးကိုထည့်ပါမယ်ပြဿနာဟိုကတင်းနေတယ်ဆိုတော့လို့တမီးရလေးလေးလေးရပဲပြီးနေနေဒီစနေခရက်ရပ်ရပ်ပြီးအဲ့ဒါ